ဘာပြောနေရလဲကူကဘာလုပ်ပြမလဲဒီလောက်တောင်အေးဆက်နေတယ်မိမငါမှာတော့ကူမိမမရှိရဲ့မိန်းကလေးရောက်ဆိုပြီးချစ်လိုက်ရငါမှရှင်းပြပတ်စံနေကုန်လို့ယူမပြောရမိမရုပ်ကွာငါနှလုံးသားကိုနင်းချီသွားတာကွာမသိရင်လည်းကွာငါဘာလို့လဲမသိတော့ငိုနေပိုင်ပိုင်မင်းယောက်ျားမဟုတ်လားလောကမှာမိမနဲ့တော့မတနာကောင်းဘူးတဲ့မင်းဘသူ့မှတနာနေလို့မရအောင်နားလဲဒါပေမဲ့မင်းကိုဒီချင်းဒီရောက်လောက်တဲ့မိမအောင်ငါကိုယ်တိုင်ငရဲကိုပို့ပြီအဲ့ဒီကူဆိုတဲ့မိမအောင်လူပုံလင်းမှာငါကိုယ်တိုင်နင်းချပြငါပြေးတယ်ကိုမလေးကိုကလွယ်ပြီးတခြားဘူးမှမရှိဘူးနော်တူပါပဲကိုသာကူနားမှာရှိမှဆိုရင်အရာရာပြည့်စုံကိုချင်ဘာမှမလုပ်ရလားရှင်ကူကဘာလုပ်ပြမလဲအားလုံးပဲဒီကိုတစ်ချက်လောက်ကြည့်ပေးကြပါဦးခင်ဗျာဒါကတော့ကျွန်တော်ရဲ့အကောင့်ပါလေးကူပါသူကကျွန်တော်အရန်ချစ်လွန်းလို့လူပုံလည်းအရှိမခိုင်းနာမှသမျှဘာမှမဆိုလုပ်ပေးချင်ပါတယ်ခင်ဗျာအကိုဘာပြောနေရလဲကူကဘာလုပ်ပြမလဲမဟုတ်ဘူးလေကူရဲ့ကူကကိုယ်ကိုမချစ်ဘူးလားကိုချစ်တယ်ဆိုရင်တော့ကိုခိုင်းတာကိုလုပ်ပြရမှာပေါ့မဟုတ်ဘူးလေကိုရဲ့ကိုကိုချစ်တာပေါ့အဲ့ဒါဆိုရင်ခင်ဗျကြုတ်ခိုင်းတာအခုလို့မဟုတ်လို့ရှင်ခင်ဗျကိုကြုတ်လမ်းခွဲပါခင်ဗျလမ်းခွဲချင်တာလမ်းတော့မခွဲလိုက်ပါနဲ့အကိုရဲ့ကိုခိုင်းတဲ့ကူလုပ်ပါမယ်နော်ဘာလုပ်ပြရမလဲဆိုတာပြောပါနော်အကိုနော်ဟဲ့လေ bro ကြာအကွက်တယ်ဆိုလို့ထွေးလိုက်ခင်ဗျကျုပ်ချစ်တယ်ဆိုရင်အဲ့ထက်အောင်ပုံတော့လိုက်အကိုမပြောလိုက်တာကြားတဲ့အတိုင်းပဲရပါရဲ့ကိုဒီခေါက်တောက်မှကိုရဲ့အချစ်ကိုကိုယုံမယ်ဆိုရင်ကိုတောက်ပြပါမယ်နော်ခင်ဗျာတော်တော်အောက်တက်ကြတယ်မိမပဲသူငါခိုင်းတိုင်းလုတ်တဲ့စောက်ပေါ်မသူငါတို့ရီကွက်တယ်ရှီတော့တောက်ရဲတယ်ဗောဘာလဲခင်ဗျာကျုပ်ကိုအဲ့လောက်တော့လူချင်းနေရခင်ဗျာအဲ့ဒီလိုအောက်တက်ကြတဲ့စိတ်ဓာတ်တွေနဲ့ပိုင်အောင်လှည့်သားခဲ့တာမဟုတ်ခင်ဗျာကိုရောက်စားတဲ့မိန်းမပဲနှလုံးသားမရှိတဲ့မိန်းမတွေကနေတိုင်းအေးဆက်နေပါဒီလောက်တောင်အေးဆက်နေတဲ့မိန်းမ